ညအိတ်ခန့်နီးစွန့်စားခန်းယုံလေးဖြူဖြူညအချိန်လရောင်တွေကြည်လင်စွာလင်းနေတဲ့တောအုပ်ထဲမှာယုံလေးဖြူဖြူဟာသူ့ရဲ့နူးညံ့တဲ့အိပ်ရာထဲလှဲနေပါတယ်။ဒါပေမဲ့ဒီညမှာတော့သူမအိတ်မပျော်ပဲစိတ်ထဲမှာစွန့်စားခြင်းစိတ်တွေပြင်းပြနေပါတယ်။ငါဒီညလပြည့်ညမှာတောထဲကိုစွန့်စားသွားမယ်လို့သူ့ဘာသာဆုံးဖြတ်လိုက်တယ်။ဖြူဖြူဟာသူ့ရဲ့အိမ်လေးကနေခြေဦးတဲ့ရာသို့ရှောက်သွားပါတယ်။တောထဲမှာညရဲ့အတန်တွေကထူးဆန်းနေပေမဲ့သူမဟာမကြောက်ဘဲရဲရဲလေးဆက်သွားတယ်။ခရူးသင်းတန်တွေလေညင်းတန်တွေကြားထဲကတစ်ပင်ကြီးတစ်ခုနောက်ွယ်မှာမှိန်မှိန်လင်းနေတဲ့မိအိမ်လေးတစ်ခုကိုသူမတွေ့လိုက်ရတယ်။အဲ့ဒီမှာအိုမင်းနေတဲ့လိပ်ပြာကြီးတစ်ကောင်ထိုင်နေပြီ။အိုးယုံလေးညအချိန်ဒီကိုဘာလို့လာတာလဲလို့မေးလိုက်တယ်။ကျွန်တော်စွန့်စားခြင်းလို့ပါလို့ဖြူဖြူကပြုံးရင်းဖြေလိုက်တယ်လိပ်ပြာကြီးကသူ့ကိုပြုံးပြလိုက်ပြီးကောင်းပါပြီဒါပေမဲ့တောထဲမှာညဘက်ကအန္တရာယ်တွေရှိတတ်တယ်ငါနဲ့အတူမိအိမ်လင်းနဲ့လမ်းကြောင်းကိုရှာကြမယ်လို့ပြောပါတယ်သူတို့ဟာအတူတူလပြည့်ညရဲ့တောလန်းကိုရှောက်သွားကြတယ်တလန်းလုံးဖြတ်တန်းရင်းဖြူဖြူဟာညရဲ့လှပမှုတွေကိုတွေ့ရှိခဲ့တယ်နောက်ဆုံးမှာတော့သူတို့ဟာရေကန်တစ်ခုနားကိုရောက်သွားပြီးကန်ထဲကလပြေဝန်းရဲ့အလင်းနှန်းတွေကိုကြည့်ရင်အေးချမ်းစွာထိုင်နေမိကြတယ်။ဒီလိုညမျိုးမှာစွန့်စားဖို့လာတာမှန်တယ်နော်။လို့ဖြူဖြူကပျော်ရွှင်စွာပြောလိုက်တယ်လိပ်ပြာကြီးကသူ့ကိုခေါင်းညိတ်ပြီးအိတ်ချိန်ရောက်ပြီးအိမ်ပြန်ကြမယ်လို့နှုတ်ဆက်လိုက်တယ်။ဖြူဖြူဟာသူ့မအိမ်ကိုပြန်ရောက်တဲ့အခါစိတ်ထဲမှာပျော်ရွှင်မှုတွေနဲ့ပြည့်နေပါတယ်။သူ့ရဲ့အိပ်ရာထဲလှဲလိုက်ပြီးညရဲ့စွန့်စားခန်းတွေကိုအိမ်မက်ဆက်မက်ရင်းနွေးနွေးထွေးထွေးအိပ်ပျော်သွားတော့တယ်။တတမီမီတို့ရေညဘက်မှာအိတ်ချိန်မှန်အောင်အိပ်ဖို့မမေ့နဲ့နော်